ငလျင်မလောက်တာလဲကြပါပြီခုကပြန်လှုပ်နေတာလားမသိဘူးငါသမီးတို့မသိကြဘူးလားမသိဘူးသမီးတို့ထတော့လင်ငလျင်လှုပ်နေတာသိကြဘူးလားအဲလောက်ကြီးအိတ်ရတယ်လို့ဟေးအမေအိတ်လှုပ်တာသမီးတို့မူးဆယ်ကူတူးနေတာအဲကြောင့်လှုပ်နေတာဘာမှမစိုးရိမ်နဲ့နော်အမေဆောက်ကောင်မရခါစားဆိုတော့အတင်းပဲငါယောက်ျားထားဆောက်ပေးထားတဲ့အိမ်လေးတော့တနာပါအေးကိုကလည်းဖြည်းဖြည်းလုပ်ပါဆိုပြောနေတာမရဘူးအမေသိသွားပြီကိုနည်းနည်းအားပါသွားလို့ပါမိမရဲ့ငါယောက်ျားဆောက်ပေးထားတဲ့အိမ်လေးတောင်ညေတို့မူစကူဒူးမှပြတ်သွားပြီခုထိထမလာကြသေးဘူးအိမ်ကပြိုကျအောင်ပဲရှိတော့တယ်နင်တို့တွေတအားကြမ်းကြတာပဲဘယ်တက်နိုင်မလဲငါယောက်ျားဆောက်ပေးထားတဲ့အိမ်တော့ပြန်ဆောက်မှရမယ်